အားလုံးပဲမင်္ဂလာပါ Burmese Knowledge Hub Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့ဘဝမှာဘယ်လောက်ထိထူးဆန်းတဲ့အသားမျိုးစားဘူးပါတယ်လဲအစားအသောက်နဲ့ပတ်သက်လာရင်ကျွန်တော်တို့အာရှတိုက်ကနိုင်ငံတချို့က next level လို့တောင်ပြောလို့ရနိုင်ပါတယ်အထူးသဖြင့်တရုတ်ဗီယက်နမ်ဖိလစ်ပိုင်ထိုင်းနိုင်ငံနဲ့အရှေ့တောင်အာရှနိုင်ငံတချို့ရဲ့သမင်းစပွဲတွေပေါ်မှာပုံမှန်မဟုတ်တဲ့ဟင်းလျာမျိုးတွေကိုမြင်တွေ့ရလေရှိတတ်ပါတယ်ဥပမာမွေသားမြောက်မိချောင်းနဲ့တခြားတွင်းအောင်အကောင်ပလောင်မျိုးစုံကိုစိတ်တိုင်းကြပွဲတော်တည်နေကြတာပါအဲ့ဒီထက်ကတရုတ်ဆိုရင်အစားအသောက်နဲ့ပတ်သက်ပြီးတော့ပြိုင်ဘက်ကင်းတယ်လို့တောင်ပြောနိုင်ပါတယ်မွေကနေစပြီးတော့မိချောင်းဖားကင်းမီကောင်းနဲ့လင်းတို့လိုမျိုးဘက်တီးရီးယားကယ်ရီယာအကောင်တွေအပြင်အသားမှန်သမျှအကုန်လုံးနှီးပါးကိုစားတတ်ကြတာကလည်းပေါက်ဖို့ကြီးတွေပါပဲအကယ်၍ဂေါ်စီလာတွေမျိုးတုံးမသွားသေးဘူးဆိုရင်တော့စီနာတိုင်းသားတွေအနေနဲ့ကတော့ဘာဘီကျူးလောက်စားဖို့အချင်းရီတောင်ဆက်ရင်ဆက်ပြီးနေလောက်ပါပြီဒါကလမ်းကြုံတုံးလေးကျွန်တော်တို့အာရှတိုက်ရဲ့ food culture ကိုအနည်းငယ်ပြောပြပေးတာပါတကယ်တော့ဒီနေ့ပြောပြမယ့်အကြောင်းအရာကပေါက်ဖို့ကြီးတွေနဲ့အစားအသောက်တောင်းကျမ်းမှုတွေအကြောင်းတော့မဟုတ်ပါဘူးဗီဒီယိုရဲ့အစားကမေးခွန်းလေးကိုပဲပြန်ပြီးတော့ကျွန်တော်မေးချင်ပါတယ်မိတ်ဆွေတို့ဘဝမှာဘယ်လောက်ထိထူးဆန်းတဲ့အသားမျိုးစားဘူးကြပါသလဲတကယ်လို့ကိုစားဘူးသမျှတဲကမှပုံမှန်မဟုတ်တဲ့အထူးဆန်းဆုံးအသားတစ်မျိုးမျိုးကိုစဉ်းစားပြီးတော့ကွန်မန့်မှာဝင်ရောက်ရေးသားသွားနိုင်ပါတယ်ဘယ်သူကအထူးဆန်းဆုံးအသားကိုစားဘူးသလဲဆိုတာပြိုင်ကြည့်ကြရအောင်ပါဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတာမန်မဟုတ်ပဲတော်တော်လေးကိုထူးဆန်းတဲ့အသားတစ်မျိုးရဲ့အကြောင်းပါတကဘာလုံးမှာနေရာအနှဲငယ်မှာပဲဒီအသားကိုတရားဝင်ဝယ်ယူစားတော့နိုင်ပါတယ်အဲ့ဒီနေရာကလည်းကဘာပေါ်ကတက်ရှိမှန်သမျှရဲ့အခွင့်အရေးတွေအကြောင်းကိုအမြဲတမ်းပြောနေလေရှိတဲ့ USA မှာပဲဖြစ်ပါတယ် I'm really about to show y'all why we need to move out of America. Look at this. They're selling lion chops. They're taking exotic animals and cutting them up and putting them in our local grocery stores. USA မှာတရားဝင်ရောင်းချစားတောက်နေတဲ့အရာကတော့ lion meat ဆိုတဲ့ချင်းလေးအသားပဲဖြစ်ပါတယ်ဒါကတောဘီရင်ကြီးတွေအပေါ်မှာဘလောက်တောင်လေးစားမှုကင်းမဲ့တဲ့လုပ်ရက်လဲဆိုတာစဉ်းစားလို့တော့မရနိုင်ပါဘူးပို့ပြီးတော့ဆိုးရွားတာကချင်းတွေအသားတွေကိုရရှိဖို့အတွက်ချင်းတွေကိုနွားတွေဝက်တွေလိုမျိုးမွေးမြူပြီးတော့မှတက်ဖြတ်ပြီးတော့အသားကိုထုတ်ယူနေကြတာပါချင်းတွေသားကိုတရားဝင်စားသုံးခြင်းရင်တော့အမေရိကန်ပြည်ထောင်စု Illinois နဲ့ Kansas ပြည်နယ်တွေမှာရရှိနိုင်ပါတယ်ဈေးနှုန်းတွေအနေနဲ့ ground meat လို့ခေါ်တဲ့အစိပ်ပိုင်းပေါင်းစုံကိုကြိတ်ထားတဲ့အသားအတွက်တပေါင်ကိုဒေါ်လာ100ကနေအသားရဲ့ quality အပေါ်ကိုမူတည်ပြီးတော့ tenderloin နဲ့ rib eye လိုမျိုးအစိပ်အပိုင်းတွေဆိုရင်တော့ဒေါ်လာ1000ချီပြီးတော့ပေါက်ဈေးရှိနေပါတယ်ဈေးကြီးပါတယ်ဆိုတော့ကာဗီယာ9ဦးကချင်းသေးသားနဲ့ရှင်လိုက်ရင်တော့မုတ်ပဲတရေစာအဆင့်သာဖြစ်သွားပါပြီ Illinois နဲ့ Kansas ပြည်နယ်တွေကအဓိက farm တွေနဲ့မွေးမြူရောင်းချတဲ့နေရာတွေဖြစ်တာမို့ဒီနေရာတွေကိုအရင်ဆုံးပြောပြပေးတာပါတကယ်တော့ချင်းသေးသားကအမေရိကန်နိုင်ငံရဲ့ California နဲ့တခြားပြည်နယ်တွေမှာလည်းရရှိနိုင်ပါသေးတယ်California မှာဆိုရင် exotic meat market တွေမှာရှိတဲ့ Ensure Patek ဆိုတဲ့ဆိုင်ကချင်းသေးသားတွေကို online ကနေတရားဝင်ရောင်းချနေပါတယ်။ Illinois မှာဆိုရင်တော့ Sigma Game and Sea ဆိုတဲ့ဆိုင်ကလည်းချင်းသေးသားရောင်းချရာမှာနာမည်ကြီးပါတယ်။ချင်းသေးသားတာကိုနဲ့ချင်းသေးသား sandwich တွေကသူတို့ဆိုင်ရဲ့နာမည်ကျော် menu တွေပါ။ Arizona က Vinario ဆိုတဲ့စားတောက်ဆိုင်မှာတော့ချင်းသေးသားကို double cheese burger အနေနဲ့တောင်ရရှိနိုင်ပါတယ်။အခုပြောပြသွားတာကချင်းသေးသားကိုစားစရာဖန်တီးပြီးတော့ရောင်းချတဲ့ဆိုင်တွေတဲကမှနာမည်ကျော်ဆိုင်တွေပဲဖြစ်ပါတယ်တကယ်တော့ဒီဆိုင်တွေကချင်းသေးသားကိုမွေးမြူပြီးတော့တက်ဖြတ်နေတဲ့အဓိကနေရာတွေမဟုတ်ပြန်ပါဘူးဒီထဲကမှ Ensure Patek ဆိုတဲ့ဆိုင်ကပဲကိုပိုင် fan ရှိနေပြီးတော့တခြားဆိုင်တွေကတော့ချင်းသေးသားကိုမွေးမြူရေး channel ကနေတဆင့်ဝယ်ယူရောင်းချကြတာဖြစ်ပါတယ်ချင်းသေးတွေကိုအသားနဲ့ခန္ဓာကိုယ်အစိပ်အပိုင်းတွေရောင်းချဖို့ရည်ရွယ်ချက်နဲ့မွေးမြူကြတာပါအဓိကမွေးမြူတဲ့နေရာတွေကတော့အမေရိကန်ပြည်ထောင်စုက Illinois, Kansas, Iowa ပြည်နယ်တွေမှာတည်ရှိနေပါတယ်။ဒါ့အပြင် Mexico နိုင်ငံနဲ့တောင်အာဖရိကမှာလည်းစီးပွားရေးမွေးမြူရေး channel တွေရှိနေပြန်ပါတယ်။ဒီ channel တွေမှာဆိုရင်ချင်းသေးအကောင်ရေ100ခန့်200ခန့်အထိမွေးမြူထားပြီးတော့မှအသက်9နှစ်ကနေ10နှစ်အတွင်းရောက်ရှိလာရင်တော့တက်ဖြတ်ရောင်းချကြပါတယ်။ချင်းသေးတကောင်ရှင်သန်နေထိုင်ဖို့ရအတွက်အကျယ်အဝန်းကဧက100လောက်အထိလိုအပ်တယ်ဆိုပေမဲ့ဒီမွေးမြူရေး channel မှာကတော့10ဧကလောက်ပဲရှိတဲ့အကျယ်ဝန်းထဲမှာချင်းသေးအကောင်100လောက်ကပြင်မဲ့စင်းရဲစွာမွေးမြူခံထားရတာပါ Ensure Patek မွေးမြူရေးမှာဆိုရင်ချင်းသေးတွေမဟုတ်ဘဲတခြားတောရိုင်းတိရစ္ဆာန်တွေကိုပါမွေးမြူထားပြီးတော့အာဖရိကကျွဲတွေသမင်းတွေဒရဲတွေအပါအဝင်
ဒေါင်းလိုမျိုးရှားပါတတ္တဝါတွေကိုပါအသားအတွက်မွေးမြူထားပါသေးတယ်ဒီလိုမျိုးတောဘီရင်တွေကိုမွေးမြူထားရတဲ့အကြောင်းအရင်ကအသားထုတ်ယူဖို့ရည်ရွယ်ချက်တစ်ခုတည်းတော့မဟုတ်ပြန်ပါဘူးဒီထဲကမှအကောင်တချို့တစ်ဝက်ကိုတလိမ့်ဆန်ယုံတွေမှာပြန်လဲရောင်းချတာမျိုးရှိသလိုခီးသွားတွေကိုအခါချင်းငွေနဲ့မွေးမြူရေးခြံတွေထဲမှာလဲပတ်ခွင့်ပေးတဲ့နည်းတွေနဲ့လည်းငွေရှာကြပါသေးတယ်ဒီလိုငွေရှာရတာကလည်းချင်းတွေကိုမွေးမြူရတာကတခြားတလိမ့်ဆန်တွေထပ်ပို့ပြီးတော့ငွေကုန်ကြေးကြများပြားနေတာကြောင့်လည်းပါပါတယ်ချင်းသေးတွေအတွက်9နှစ်တာကာလအတွင်းထဲမှာဆိုရင်စားစရာအနေနဲ့အသားကပေါင်ကီလိုဂရမ်ထောင်နဲ့ချီပြီးတော့ကိုကျွေးမွေးရပါတယ်ဒီလိုကုန်ကျစရိတ်များပြားပေမဲ့ဝင်းမြူထားတဲ့ချင်းသေးတွေကိုတက်ဖြတ်ပြီးတော့ပြန်လဲရောင်းချလိုက်ရင်တော့အမျက်စွန်းတွေများစွာလည်းရရှိနေပါတယ်ဘာကြောင့်လဲဆိုတော့ချင်းသေးတစ်ကောင်လုံးမှာလွင့်ပစ်စရာနေရာဘာအစိတ်အပိုင်းမှရှိမနေပါဘူးလဲဆန်မွေးကနေစလို့အရေကွန်အဆွဲနဲ့အယိုးတွေအရာအလုံးကအဖိုးတန်ပစ္စည်းတွေလို့ဆိုနိုင်ပါတယ်ဒီထက်ကမှချင်းသေးအယိုးကတော့ဈေးအကြီးဆုံးပါချင်းသေးအယိုး1ကီလိုကိုဒေါ်လာ3000လောက်အထိပေးနေရပြီးတော့မောင်ခိုဈေးကွက်မှာတော့ဒီထက်တောင်ပိုပြီးတော့တန်ကြေးရှိနေပါတယ်ချင်းသေးအယိုးတွေကိုအဓိကဝယ်ယူနေတာကတရုတ်နိုင်ငံနဲ့အရှေ့တောင်အာရှနိုင်ငံတချို့ပဲဖြစ်ပြီးတော့ရိုးရာဆေးဖော်ဆက်ရာမှာချင်းသေးအယိုးကိုထည့်သွင်းအသုံးပြုကြတာပါတရုတ်ရိုးရာဆေးပညာမှာကြားရိုးကမပါမဖြစ်အရေးကြီးဆုံးပါဝင်ပစ္စည်းဖြစ်ပေမဲ့2000ပြည့်နှစ်တွေအလွန်မှာတော့ကြားရိုးတွေရှားပါလာတာနဲ့အမျှချင်းသေးရိုးကိုအစားထိုးအသုံးပြုလာကြလို့ပဲဖြစ်ပါတယ်ချင်းသေးအဆွဲနဲ့အရေကွန်တွေကတော့အရှေ့တောင်အာရှနဲ့တခြားအရှေ့အလယ်ပိုင်းဒေသတွေကိုရောင်းချကြပါတယ်ချင်းသေးအဆွဲနဲ့အလားဆင်အသုံးဆောင်ပစ္စည်းပြုလုပ်တာတွေအရေကွန်ကိုအလားချိတ်ဆွဲတာတွေကော်စောအနေနဲ့အသုံးပြုတာမျိုးတွေအပြင်ချင်းသေးရဲ့ဦးခေါင်းကိုဧကန်းမှာအလားပြထားတတ်တာကအရှေ့အလယ်ပိုင်းဒေသကလူချမ်းသာတွေရဲ့ပြရုပ်တစ်ခုလည်းဖြစ်နေပြန်ပါတယ်တကယ်တော့ချင်းသေးသားစားသုံးမှုကပုံမှန်မဟုတ်တဲ့အစားအသောက်တစ်ခုဖြစ်ပေမဲ့USA အပါအဝင်အာဖရိကနိုင်ငံတော်တော်များများနဲ့အိန္ဒိယမှာတော့ဒါကဒလေးတစ်ခုအနေနဲ့တောင်ရှိနေပါတယ်။တရားဝင်မွေးမြူတက်ဖြတ်ပြီးတော့စားတောက်တာထက်တရားမဝင်အမဲလိုက်တက်ဖြတ်တာတွေနဲ့မှောင်ခိုရောင်းဝယ်မှုဈေးကွက်ကပိုပြီးတော့တောင်ကြီးမားနေတာပါ။မွေးမြူရေးခြံတွေမှာရှိတဲ့ချင်းသေးအရေးအတွက်ကကဘာပေါ်ကချင်းသေးအားလုံးရဲ့၄ပုံတစ်ပုံစာခန့်အထိကိုရှိနေပါတယ်။ချင်းသေးအသားကိုစားသုံးတာကတကယ်တော့ကျန်းမာရေးနဲ့ညီညွတ်မှုမရှိနိုင်ပါဘူး။ကြောင်မျိုးနွယ်ဝင်တွေဖြစ်တာကြောင့်ကြောင်တွေမှာရှိနေတဲ့ယောဂပိုးမွားအကုန်လုံးဒီဘက်ကချင်းသေးတွေမှာလည်းရှိနေပါတယ်။တခြားတလိမ့်ဆန်တွေကိုလည်းမွေးမြူတက်ဖြတ်စားတောက်ကြတယ်ဆိုပေမဲ့အာဖရိကတောတွေကအစာကွင်းဆက်ရဲ့ထိပ်ဆုံးကချင်းသေးတွေကိုတက်ဖြတ်စားတောက်တယ်ဆိုတာကတော့အမျှော်မြင်မရှိတဲ့လုပ်ရဲလို့လည်းဆိုနိုင်ပါတယ်။ချင်းသေးတွေရဲ့ဇာတိမြေဖြစ်တဲ့တောင်အာဖရိကနိုင်ငံမှာဆိုရင်ဒီလိုချင်းသေးမွေးမြူရေးခြံပေါင်း300ကျော်အထိရှိနေပြီးတော့စုစုပေါင်းအကောင်ရေ12000ခန့်အထိပိတ်လောင်မွေးမြူခြင်းခံထားရပါတယ်။ချင်းသေးသားကကျမရေးရှူတောင်းကနေပဲဖြစ်ဖြစ်ကျင်းဝစ်ပိုင်းဆိုင်ရာရှူတောင်းကနေပဲဖြစ်ဖြစ်ဘလို့နီးနဲ့မှစားသုံးဖို့မသင့်တော်တဲ့အသားတစ်မျိုးပါချင်းသေးသားစားသုံးမှုနဲ့ပတ်သက်ပြီးတော့ဆိုရင်ကမ္ဘာကျော် food blogger တယောက်ဖြစ်တဲ့ Sony Site ကိုယ်တိုင်ကမက္ကဆီကိုနိုင်ငံမှာချင်းသေးသားစားသုံးတဲ့ဗီဒီယိုကိုရိုက်ကူးခဲ့ဘူးပါတယ်ဒီတော့ Sony Site လို့ကမ္ဘာကျော် vlogger ကြီးတယောက်ကတော့မှချင်းသေးသားကိုတကူတကသွားရောက်စားတော့ရတယ်ဆိုတော့ချင်းသေးသားကတာမန်အသားတွေနဲ့မတူတဲ့ဘလို့အရသာတွေများရှိနေမလဲဆိုတာကိုမိတ်ဆွေတို့ရောသိကျင်ကြပါသလားဗီဒီယိုရဲ့အစကမေးခွန်းလေးတစ်ခုကိုပြန်မေးပြီးတော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေမိတ်ဆွေတို့ရဲ့ဘဝမှာဘလောက်ထိထူးဆန်းတဲ့အသားတွေစားဘူးကြပါသလဲကွန်မန့်မှာဝင်ရောက်ရေးသားသွားနိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်စို့ခင်ဗျာ